တယောက်ယောက်နဲ့စကားပြောနေတဲ့အခါမှာပဲဖြစ်ဖြစ်တစ်ခုခုလုံနေတဲ့အချိန်မှာပဲဖြစ်ဖြစ်ဖုန်းက notification ကိုပဲကြည့်ကျင်တဲ့စိတ်တွေတော်ကြည့်မိတာမျိုးတွေဖြစ်နေပြီဆိုရင်ကိုစမ်းစစ်ဖို့လိုပါလိမ့်မယ်ကျမဒါစိတ်မှာယနေ့ခေတ်လူငယ်တွေနဲ့လူလက်ပိုင်းတွေအကြားမှာအဖြစ်များတွေ့ကြုံရတဲ့ social media ဆွဲလန်းမှုပြဿနာနဲ့ပတ်သက်ပြီးပြပြပေးသွားမှာပဲဖြစ်ပါတယ် social media တွေကမီးလိုပါပဲသုံးတတ်ရင်တော့ကိုယ့်ရဲ့တကယ် good servant ဖြစ်ပြီးမသုံးတတ်ဘူးဆိုရင်တော့ bad master ဖြစ်သွားနိုင်ပါတယ်ဆိုလိုချင်တာကစိတ်တို့က social media တွေကိုကိုကသုံးတာပဲဖြစ်ပါစေကိုသုံးရတာပဲမဖြစ်ပါစေနဲ့ဒါပေမဲ့စိတ်တို့တော်တော်များများကကိုကသုံးနေရဲ့နဲ့ကိုပြန်သုံးရတာကိုခံနေရတာကိုတွေ့ရတယ်ဘယ်လိုမျိုးလဲပေါ့ social media ကတော့စိတ်တို့ကြောက်တဲ့တရားချိတ်ဆက်ဖို့အတွက်စိတ်တို့ရဲ့လုပ်ငန်းတွေ business တွေကို promote လုပ်ဖို့အတွက်အင်မတန်မှအသုံးဝင်တယ်အင်မတန်မှကောင်းမွန်တဲ့ဒီထင်ဖန်တီးမှုတစ်ခုပဲဒါပေမဲ့ငယ်လေးကလေးကလေးတွေဆိုလည်းနည်းနည်းတိတာတက်လာပြီးဖုန်းတွေသုံးတက်လာပြီးဆို social media ရဲ့ app တွေသုံးလာအကောင့်တွေဖွင့်လာပြီးသုံးလာပြီးအဲ့လိုသုံးလာတဲ့အခါမျိုးမှာကိုယ့်ရဲ့အချိန်တွေကကိုမှမသိကုန်လာတာမျိုးတွေရှိတယ်အဲ့တော့သူလည်းသုံးတာပဲငါလည်းသုံးတာပဲဒါပေမဲ့လူတိုင်းကဖုန်းကိုခဏကြည့်မိရခဏ social media သုံးမိရစိတ်ကူးနာပြောရတဲ့ social media ဆွဲလန်းမှုပြဿနာဆွဲလန်းမှုလို့ခေါင်းစဉ်တက်လို့ရတဲ့အခြေအနေဟုတ်ပြီလားမဟုတ်ပြီလားဆိုတာကိုစိတ်ပြောတဲ့အချက်လေးတွေနဲ့တိုက်ဆိုင်စစ်ကြည့်ပါသူကဆွဲလန်းခြင်း addiction ဟူသမျှ social media ပဲဆွဲလန်းမူရစေဝါကိုပဲဆွဲလန်းအချစ်ကိုပဲဆွဲလန်းလူပုဂ္ဂိုလ်ကိုပဲဆွဲလန်းပုံစံကတူတူပဲသူကအုံနောက်ထဲမှာရှိရဲ့ chemicals တစ်မျိုးကိုထွက်เสียပေါ့ dopamine feel good hormone စိတ်ကျဉ်တဲ့ခံစားချက်ပျော်တဲ့ခံစားချက်ကိုသူကဖြစ်စေတဲ့ hormone တစ်ခုမျိုးပေါ့ social media ရေသုံးတဲ့အခါမျိုးကြရင်စိတ်တို့ကဘာနဲ့တူလဲဆိုလောက်ကစားလုပ်ရင်အသုံးပြုတဲ့အုံနောက်ပေါက်လေးလေးရှိရလမ်းကြောင်းလေးတွေအဲ့ဒါနဲ့ social media သုံးရင်ဖြစ်တဲ့အသုံးပြုတဲ့ pathway နဲ့တော့တူတယ်တော့တူပြီးတော့ dopamine တွေထွက်လာတဲ့အခါမှာအဲ့ဒါ social media သုံးရတဲ့အခါကျဉ်နဲ့လာတယ်ပျော်လာတယ်အဲ့တော့ကြိုက်တော့ကျဉ်နဲ့တော့ဘာဖြစ်လဲနောက်တစ်ခေါက်ပြန်သုံးတယ်နောက်တစ်ခေါက်ပြန်သုံးတယ်ခဏပြန်သုံးတယ်အဲ့ဒီနေရာမှာဆွဲလန်းတာနဲ့မဆွဲလန်းတဲ့နေရာမှာဘာကွာသွားလဲဆိုရင်ဆွဲလန်းတဲ့သူကကြတော့ဒီ social media ကိုသုံးကျင်တဲ့စိတ် urge ပေါ့အဲ့ဒါကိုဘလို့မှထိန်ချုပ်လို့မရဘူးတင်ရောဖြစ်နေပြီလားငါတို့ဒီနေ့ social media မကြည့်ဘူးဒီပတ်တော့တစ်ခါလောက်ပဲကြည့်မယ်ဆိုပါစို့နိုင်ဝက်လောက်ပဲကြည့်မယ်အဲ့လိုလို control လုပ်လို့ရတယ်ဆိုရင်ကိုက social media ကိုသုံးတာအဲ့လိုမဟုတ်ဘူးငါမသုံးငါသုံးတာအရင်များနေငါရက်မယ်လို့စဉ်းစားတယ်ဒါပေမဲ့အဲ့သုံးကျင်တဲ့စိတ်ဆန္ဒကိုဘလို့မှထိန်ချုပ်လို့မရဘူးဆိုရင်တော့ social media ကတင့်ကိုသုံးနေပါပြီနောက်တစ်ခုနံပါတ်2အချက်ကမသုံးရရင်မနေနိုင်တဲ့ခံစားချက်ဒါမွေးစင်းတဲ့တူတူပဲမနေနိုင်တဲ့ခံစားချက်ဆိုတာဘယ်လိုလဲဒီ social media တွေ Facebook တွေ Instagram တွေ TikTok တွေမကြည့်ဘူးဆိုရင်နေလို့ထိုင်လို့မကောင်းတော့စိတ်ရှုပ်လာတာမျိုးမကျေနပ်တော့ဘူးเนาะဘာပဲထွက်ချင်တယ်လို့ကိုကပဲအထီးကျန်တယ်လို့ခံစားလာရပြီ okayအထီးကျန်တဲ့ခံစားလို့ social media လေးသုံးပါတယ် Facebook လေး new feed လေးပို့လိုက်ပါတယ်အဲ့လိုလုပ်တော့မှပို့ပြီးအထီးကျန်တဲ့ခံစားချက်ကပို့ဆိုးလာတယ်လူတွေနဲ့ပို့ပြီးတော့ခွာခြားသွားတယ်ခန်းထဲမှာအဲကန်းထဲမှာအဖေရှိရဲ့အမေရှိရဲ့ကိုရှိရဲ့အဖေကလည်းဖုန်းကိုအမေကလည်းဖုန်းကိုကိုကလည်းဖုန်းကိုတူရှိနေရဲ့နဲ့စိတ်တို့တွေကဝေးကွာနေကြတယ်နှလုံးသားချင်း connection မမိပဲနဲ့ဒီ social media မှာပဲအထီးကျန်အဲ့လိုမျိုးသုံးရင်းနဲ့စိတ်တွေရှုပ်လာဘာလို့လဲဒီ social media မှာတောင်းတဲ့ attack လုပ်မယ်เนาะဟိုကတနေ့ကျ body shaming လုပ်ကြမယ် bully လုပ်ကြမယ်ဟိုလူရဲ့အတင်းဖြင့်ဒီလူရဲ့အပုတ်တဲ့ဒါတွေကိုမစားအောင်ကမှရေးကြတယ်ပြောကြမယ်ကျမတော့မဖတ်ဘူးဟုတ်တယ်မဖတ်ဘူးတိုးတော်ညာလဲဒီအမြင်ဟောက်တဲ့နေ negative အဟာတွေကိုစိတ်မှာမြင်ရတာမြင်နေရတော့တိစိတ်ကောမတိစိတ်ရောမှာဒီဟာတွေကစိတ်ကိုညှဉ်းညူးလာစေတယ်စိတ်တွေပိုရှုပ်လာတယ်ပို့ပြီးတော့အထီးကျန်လာတယ်အဲ့လိုခံစားချက်မျိုးတွေဖြစ်လာတယ်အထီးကျန်လို့ social media သုံးလို့ပို့အထီးကျန်တဲ့အဖြစ်ကိုရောက်နေပြီဆိုရင်ဒါဒီ social media ကိုဆွဲလန်းနေပြီဆိုတဲ့လက္ခဏာတွေကတစ်ခုပါပဲနောက်တစ်ခု FOMO fear of missing out ဟာ social media လေးမကြည့်လိုက်လို့ Facebook လေးမဖွင့်လိုက်လို့ notification လေးမကြည့်လိုက်လို့ကိုကကြံရိပ်ခက်မယ်ဆိုတဲ့ခံစားချက်ဘယ်လိုကြံရိပ်ခက်မှာလဲဆိုပါစို့ငါတငယ်ချင်းတွေဘယ်သူတွေကအစုံနေပြီးတော့ထိုင်နေကြပြီလဲငါ့ကိုမခေါ်တော့ဘူးလားငါကြံခဲ့ပြီလားဘယ်သူတွေ celebrate လုပ်နေလဲငါ့ကိုမခေါ်ဘူးလားဘယ်သတင်း update တွေရှိလဲငါမသိလိုက်ရဘူးလားငါ့ကိုဘယ်သူက comment မှတ်သွားလဲငါ့ကိုဘယ်သူက reaction ပေးသွားလဲဟာမသိတော့ဘူးလားအဲ့လိုအဲ့ဒီစိတ်ကိုဖြစ်နေတာဒါတို့မသိလိုက်ရမှာဒါတို့မတွေ့လိုက်ရမှာမရလိုက်မှာကြောက်တဲ့စိတ်စိုးရင်တဲ့စိတ်ဖြစ်နေပြီဆိုရင်ဒါဒီလေပုံမှန်ထက်လွန်ကဲတဲ့ဆွဲလန်းခြင်းဖြစ်နေပါပြီနောက်တစ်ခုကကျတော့စိတ်တို့ကဒီ social media သုံးတယ်ဆိုတာတကယ်ကြီးကို message ပို့ဖို့ business ကိစ္စချိတ်ဆက်ဖို့ကိုလုပ်ငန်းကိစ္စ post တင်မှာဒါမှမဟုတ်ကိုယ့်အမှတ်တရ memory တစ်ခုကိုမှတ်တမ်းတင်ခြင်းလို့ save လုပ်ခြင်းလို့သုံးတာမျိုးမဟုတ်တော့ဘူး like ဘယ်နှခုရလဲငါ့ဟာကို share ရလားဘယ်သူ comment မှတ်ရလားအဲ့လိုမျိုးစိတ်နဲ့ဒါကိုသုံးတာဖြစ်နေပြီ like လေးတွေဆိုပါစို့အများကြီးရမှ like အများကြီးရမှ share အများကြီးရမှ view အများကြီးရမှကိုကကျင့်တတ်တယ်ပျော်တယ်ဆိုတဲ့ခံစားချက်မျိုးဖြစ်နေပြီဆိုရင်ဒါဒီ
ပုံမှန်မဟုတ်တော့ပါဘူးကိုကဒါ social media ကိုအသုံးပြုတာမဟုတ်တော့ဘူး social media ကကိုယ့်ရဲ့ခံစားချက်တွေကိုပြန်ပြီး challenge နေပြီးကိုယ့်ကိုပြန်ကစားနေပြီးအဲ့လိုသဘောမျိုးဖြစ်နေတာနောက်တစ်ခုကတိတာရဲ့ချက်ကဘယ်လိုလဲဆိုတော့ Facebook ပေါ့စိတ်လို့မြန်မာနိုင်ငံမှာ Facebook အသုံးများတာပေါ့ social media ပဲပြောကြရအောင် Instagram တွေလည်း share Snapchat တွေလည်း share ပါတော့ဒီ social media မှာလူတွေစီက attention ရဖို့လူတွေကကိုယ့်ရဲ့ဗီဒီယိုကိုယ့်ရဲ့ဓာတ်ပုံလေးအောက်မှာ reaction တွေပေးဖို့ comment တွေမှန်ဖို့အတွက်ညီမျိုးစုံ try လာတာအနေရရှိတဲ့ behavior very risky ဖြစ်တဲ့ behavior တွေကိုလည်း try ပြီးတော့ video ရိုက်တင်တာမျိုးတွေနှလုံးထဲမြင်တာအောင်ပြောမယ်ဆိုရင် cycle စီးကကျွမ်းကျင်တဲ့သူတွေတော့မဆိုလို့ပေါ့ cycle စီးတာကိုလက်မကင်မဲနဲ့မောင်းပြရတယ်ဆိုတာမျိုးတွေပြီးတော့လူမြင်ကွင်းမှာရှက်ဖို့ကောင်းတယ်မသိတော့ဘူးအပြောခံရမယ်ဘလို့မှမသိတော့ပါဘူးဆိုတဲ့အပြုအမူမျိုးကိုတမင်ပြောပြတမျိုးလုပ်ပြတာဒီခေတ်မှာဆို attention ရှာတယ်ပွဲရှာတယ်လို့ပြောတာပေါ့ဒါဒီလဲ social media ဆွဲလန်းနေတဲ့လက္ခဏာပဲအများကမသိတော့ဘူးလို့သတ်မှတ်ထားတဲ့ဟာကိုကလုပ်ပြနေဘာကြောင့်လဲ like တွေလို့ရလို့ view တွေလို့ဒါမှားရနေပါနောက်တစ်ခု social media ကိုအနေများတဲ့အခြေအနေတွေမှာသုံးနေတာဆိုပါစို့ကားမောင်းနေရင်တဲ့တငယ်ချင်းကို message ရိုက်တာမျိုးလို့မလိုအပ်ဘူးလေ car accident ဖြစ်သွားရင်ကိုရောဘေးပတ်ဝန်းကျင်ရောအများကြီးထိခိုက်မှာကိုကအလုပ်တစ်ခုသွားနေဆိုရင်ကိုယ့်ရဲ့လုပ်ငန်းလည်းထိခိုက်မယ်ကိုယ့်ရဲ့ဒီခန္ဓာကိုယ် physical ကိုလည်းထိခိုက်မယ်ငွေကြေးအများကြီးထိခိုက်နေတာမှာအဲ့ဒီထိခိုက်ဆုံးရှုံးမဲ့ဟာတွေနဲ့တငယ်ချင်းကို message reply ပြန်ဖို့နဲ့ comment လေးကို reply ပြန်ဖို့နဲ့တင်းဆိုရင် notification လို့ check လုပ်ဖို့တခုအတွက်နဲ့လဲနိုင်နေပြီဆိုရင်ဒါသည်အင်မတန်မှအနေရများတဲ့အချက်ပါပဲလုံးဝမလုပ်သင့်ဘူးမလုပ်သင့်တာသိတယ်ဒါပေမဲ့လုပ်တယ် social media addiction ကသိတာတဲ့လက္ခဏာပါပဲတချို့တွေဒီ social media သုံးလို့ကိုယ့်ဘဝကိုထိခိုက်နေပြီဘလို့ထိခိုက်တာလဲစိတ်တို့တွေကဥမာအိတ်ခံနေလဲ Facebook တွေ YouTube တွေကြည့်ကြတယ်ဒါခဏဆိုပြီးကြည့်တယ်အချိန်တွေအများကြီးကုန်သွားတယ်အရင်တော့ကလည်းပြောမှုပါတယ်မသိရတဲ့သူတွေအတွက်နောက်တစ်ခါတော့ထပ်ပြီးပြပြချင်တယ်ဒီစိတ်တို့က social app တွေသုံးနေဆိုတာ phone တွေ screen တွေကသုံးတယ်အဲ့ဒါနေ blue light ထွက်ပါတယ်ပြလဲလဲအလင်းရောင်လေးပါအဲ့ပြလဲလဲအလင်းရောင်လေးကနေရောင်ကြီးကလာတဲ့ UV light နဲ့အင်မတန်မှတူတယ်အင်မတန်တူတယ်လို့ပဲပြောတာနော်တူတယ်လို့မဟုတ်တော်တော်လေးတူတော့စိတ်တို့ခန္ဓာကိုယ်ကအထူးသဖြင့် retina ပေါ့မျက်နှာလေးတွေမျက်စိကနေဒီလိုက်အလင်းရောင်ကိုသူကဘယ်လို scan ဖတ်လိုက်လဲဆိုအော်ဒါနေလင်းရောင်ပါလားအော်ဒါဆိုရင်တော့နေဘက်ပဲနေဘက်ဆိုရင်အိတ်ဖို့မလိုဘူးလူက alert ဖြစ်ရမယ်တက်ကြွဖြစ်ရမယ်အဲ့တော့အိတ်ချင်စိတ်ကိုဖြစ်စေရဲ့ melatonin hormone တွေကို short မယ်ဆိုတော့ short ချပလိုက်အဲ့တော့လူကဘာဖြစ်လဲအိတ်မပြောတော့မျက်စိကြောင်လာဖုန်းသုံးလေမျက်စိကပို့ပြီးတော့ကျင်လာအိတ်မပြောလေအိတ်တန်တွေကလဲနေမှာအဲ့တော့ဘာဖြစ်လဲ insomnia ညအိတ်မပြောတဲ့ပြဿနာဖြစ်လာပြီတညမုံညမုံမကြာခဏဖြစ်လာအေးတွေပြတ်တော့နောက်တနေ့လုပ်ငန်းခွင်မှာအိမ်ငိုက်တာမျိုးတွေဖြစ်လာမယ်နော်စိတ်ရှုပ်တာမျိုးတွေဖြစ်လာမယ်ဒေါသထွက်လဲတယ်ကိုယ့်ရဲ့ emotion ကိုခံစားချက်ကိုမထိန်ချုပ်နိုင်တော့ဘူးတစ်ကလေးစီပတ်ခနဲ့ပြောလိုက်တာဟိုလူနဲ့မတည့်ဒီလူနဲ့မတည့်တွေဖြစ်လာပြီနော်အဲ့လိုမျိုးတွေဖြစ်လာတဲ့အခါမျိုးကြမှာတော့ညဝင်တော့လဲအိပ်ရဝင်တော့လဲဖုန်းအသုံးမပြတ်ဖြစ်နောက်တစ်ခုကခုနပြောလို့ပေါ့ကားမောင်းရင်းနဲ့ဖုန်းကိုအသုံးလိုက်လို့ဒိန်းဆိုပြီးကားလေးပုတ်မိဝိုင်းညှိမိဝိုင်းအဲ့ဒါလည်းမမှတ်ဘူးခတ်သုံးလို့မယ်အဲ့လိုလုပ်ကြsocial media ကြောင့်ကိုက depression ဖြစ်လာတယ် social media မှာအဲ့လိုပေါက်ပန်းလေးဆက်တွေတင်လို့လူတွေကကိုယ့်ဘောမှာအထင်မြင်နေသေးလာတယ်အဲ့တော့ detrimental effect လို့ခေါ်ပါတယ်ဘဝကိုကြွေပြုံးပျက်စီးစေတဲ့တက်ရောက်မှုရှိတာတောင်မှဒီ social media သုံးတာကိုမရက်နိုင်လောက်အောင်ဖြစ်နေပြီဆိုရင်သင်ဒီ danger zone တွေကိုရောက်နေပါပြီเนาะအဲ့တော့ဒီဟာဒီကလေးတွေမှာရောဆိုပါစို့ကလေးတွေဆိုတာဆင်းတော့ဒီ teenage ပေါ့နော် teenage တွေမှာလည်းဖြစ်တယ်လူသားပိုင်းတွေမှာလည်းဖြစ်တယ်တချို့ချာပါလူကြီးတွေမှာပါဖြစ်လာတာပေါ့နော်ဒီ social media မှာဟို attention ရဖို့အတွက်နော်ကိုယ်အသက်အရွယ်ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့မတင့်တော်တဲ့ဝတ်စားစင်မှုတွေမလှော်ကန်တဲ့ကပြမှုဖျော်ဖြေမှုတွေနဲ့တရုပ်ပေါ်လာကြတယ်နော်ကလေးငယ်တွေဆိုလည်းအသက်အရွယ်နဲ့မတင့်တော်တဲ့ဒီတရုပ်ပြက် sexy ဖြစ်တဲ့ဟာမျိုးတွေကိုလှုပ်ပြနေတယ်နော်ဘာလို့ဆိုအရင် attention လိုချင်တာဟုတ်ဒါဆိုတော့တင်ရက်ဖို့လိုနေဘာလို့လဲဆိုတော့သူကရေရှည်မှာ depression နဲ့ anxiety လို့ခေါ်တာပေါ့ depression တော့အားလုံးသိရစိတ်ကြောက်ဝေဒနာဆိုးဝါးဖြစ်တာ social app တွေသုံးတယ်တအားစိတ်ကြတယ်မသိလို့ဘယ်ကိုတခြားသူနဲ့ပို့ပြီးနှိုင်းရှင်မိရဒါကအစိတ်အထွေထူးပြောနေစရာမလိုပါဘူးငါ level တန်းနေငါအရွယ်တွေချစ်သူတွေနဲ့အိမ်ထောင်တွေနဲ့အတီကျဖြစ်နေကြပြီပျော်ရွှင်နေကြပြီဘုသူဆရာအချစ်ခံနေကြပြီငါနဲ့တက်သူရွယ်သူတွေဘဝမှာဘလောက်တောင်အောင်မြင်နေကြပြီဆိုပြီး compare လုပ်လာပြီနှိုင်းရှင်လာပြီနှိုင်းရှင်တော့ကျေနပ်လားဘာမကျေနပ်ဘူးတခြားသူနဲ့နှိုင်းရှင်လိုက်လို့ငါတို့ထက်ပိုတော်လိုက်တာငါဖို့အောင်မြင်လိုက်တာဆိုကျေနပ်သွားတယ်ဆိုတော့အင်မတန်မှရှားပါတယ်အဲ့တော့ကိုကျေနပ်မှုမရှိဘူးကိုလက်ရှိဘဝပေါ်မှာ satisfaction မရှိတော့စိတ်ကျေနပ်မှုမရှိတော့တင်းတဲ့ရောင်ရမ်းမှုတွေကုန်လာတယ်နောက်တစ်ခါ self esteem ပေါ့အဲ့ဒါတွေကြာလာတယ်ကိုယုံကြည်မှုတွေကိုယ့်ရဲ့ဖြစ်တည်မှုကို appreciate မလုပ်တော့ကို့မှာ talent တွေအများကြီးရှိတယ်ကို့မှာပိုင်ဆိုင်ထားတဲ့မိသားစုတွေရှိတယ်ကိုယ့်ရဲ့အရေးချင်းတွေကိုယ့်ရဲ့အောင်မြင်မှုတွေကိုဘလို့မှမူတည်တာမပွားနိုင်တော့ဘူးပေါ့နော်စိတ်လို့ဘာသာရေးစကားနဲ့ပြောလို့ဆိုမူတည်တာမပွားနိုင်တော့ appreciate မလုပ်နိုင်တော့မပျော်တော့ဘူးပျော်နိုင်ပါလျက်ပျော်ဖို့မိနေကြသူများဆို social media သုံးတဲ့သူတွေပြောနေတာခုမှရှိတာလေးတွေကိုတွေးပြီးတော့မပျော်နိုင်တော့မနဲ့သူများတွေနဲ့နှိုင်းရှင်တာပြီ
မပျော်နိုင်တော့အဲ့တော့စိတ်ပိုင်းဆိုင်ရာမှာခုနပြောလို့မျိုး depress စိတ်ကြတာဖြစ်လာပြီးငါတော့မအောင်မြင်ငါတော့အချစ်မခံရဘူးငါတော့ရည်စားမရှိဘူးငါတော့အိမ်အောင်မကြသေးဘူးဆိုပြီးမပျော်တော့ဘူးအဲ့တော့အားလုံးလည်းဒီစကားကိုမကြခဏကြားဘူးမှာပါစိတ်တို့ကသူတို့ပြတာပဲမြင်ရတာလေသူတို့တကယ်ဘဝထဲမှာဘယ်လိုဖြစ်နေလဲဆိုတာဘာမှမသိဘူးလူတိုင်းဘဝမှာလူတိုင်းမှာပြဿနာအခက်ခဲအဆင်မပြေတာရှိကြတယ်ဒါပေမဲ့ social media မှာတော့ငါတော့ငါကြီးစားတော့ဒီလိုငါ့ကိုဒီလိုဆက်ဆံနေပါတယ်ငါအချိန်မှာဒီလိုအဆင်မပြေပါဘူးငါအိမ်အောင်ကြီးမှာတော့ဒီလိုအဆင်မပြေပါဘူးငွေချင်းကျမမှာကျွန်တော်မှာလုပ်ငန်းကက်ကမှာဘယ်လိုဒုက္ခတွေကြုံနေရပါလဲဘယ်သူစီကပတ်စံချီထားပါတယ်ဆိုတော့ဘယ်သူမှတင်မနေဘူးလေဟုတ်တယ်မလားအဲ့လိုကိုယ့်ရဲ့အခက်ခဲတွေကိုသူတို့ကမတင်မဲနဲ့ကောင်းတဲ့အပိုင်းလေးပဲပြတာဖြစ်တဲ့အတွက်မသိစိတ်မှာဘာဖြစ်လာလဲဆိုတော့ perfectionist ဖြစ်လာတာဖြစ်ချင်လာတာပညာတတ်တဲ့ရုပ်ချောတယ်ဒါပေမဲ့ငွေကအရင်မရှာနိုင်သေးဘူးခါကြတော့ပညာတတ်တဲ့ရုပ်ချောတာကို तू မမြင်တော့ဘူးသူပတ်စံမရတာအဆင်မပြေတာကိုပဲ तू မြင်တယ်ဆိုတော့အရင် perfect ဖြစ်ချင်တယ်ရုပ်လဲချောချင်တယ်ပညာလဲတက်ချင်တယ်ပတ်စံလဲရှာနိုင်ချင်တယ်စီးပွားရေးလဲအဆင်ပြေချင်တယ်လူရှိလူခင်လဲများချင်တယ်အခြေရေးမှာလဲအဆင်ပြေချင်တယ်အိမ်အောင်ရေးမှာလဲအဆင်ပြေချင်တယ်သားသမီးရလဲကိုယ်စကားနားထောင်စေချင်တယ်ဆို perfectionist ဆိုအဲ့ဒါကိုပြောချင်တာသူများဆိုအားစားလိုက်တာဘာဘွဲ့တီလီတူတမဘာညာတတကာဘွဲ့တွေလဲရထားတယ်သားသမီးတွေကလဲလိန်မာလိုက်တာတော်လိုက်တာအဲ့ဒါပဲမြင်တာသူတို့သားသမီးတော်လားမတော်လားဆိုတာကျမတို့ကဒီ social media မှာပဲမြင်ရတာလေအဲ့တော့ဘုရုသားသမီးကတော့လိမ္မာဘုရုသားကတော့ဘာဝယ်ပေးဘုရုသမီးကတော့ငါဝယ်ပေးငါသားကတော့ဘလို့ဖြစ်နေတယ်ဆိုပြီးတော့နှိုင်းရှင်ထားတယ်အရင်က perfect ဖြစ်စေချင်တဲ့စိတ်နဲ့ဘေးကလူတွေနဲ့ပါကိုကအဆင်မပြေဖြစ်လာရပြီเนาะအဲ့တော့ဘဝကဘလို့မှခြေနှက်ဖို့မကောင်းတော့ဘူးဒါဆိုရင် social media မကောင်းတော့ဘူးလားဒေါက်တာစိတ်ပြောလိုက်တာမကောင်းတာတွေကြီးပဲမဟုတ်ပါဘူး social media ကစိတ်ဒီဗီဒီယိုအစမှာပြောထားတယ်သုံးတက်ရင် a good servant ဖြစ်ပါတယ်အဲ့တော့ a good servant ဖြစ်ဖို့အတွက်ဘယ်လိုသုံးရမလဲ social media သုံးတဲ့အခါမျိုးကြရင်အကြောင်းမရှိပဲမပွတ်နဲ့အကြောင်းမရှိပဲဖုန်းပွတ်တယ်ပေါ့ပြောရတာအချိန်ကြီးအများကြီးကုန်သွား waste ဖြစ်သွားမယ်။ဘာကြောင့်ငါဖုန်းသုံးမှလဲတကယ်ကျတော့ message ပို့ဖို့လားဒီနေ့မိသားစုနဲ့ခီးသွားတာတင်မလို့လားဒါမှမဟုတ်ငါဒီနေ့ပင်ကား business မှာအောင်မြင်မှုတစ်ခုရလို့တစ်ခု achievement ရလို့တင်ပါလားအဲ့လိုမျိုးဖြစ်ရမယ်။ဒါမှမဟုတ်တစ်ခု discuss လုပ်ချင်လို့လူတို့ knowledge sharing လုပ်ချင်လို့တင်တာမျိုးလားအဲ့လို objective တစ်ခုရှိပြီးတော့သုံးတာမျိုးဖြစ်တဲ့တယ်။နော်ရွေချက်မဲ့သုံးတာမျိုးမဖြစ်တဲ့ဟုတ်ပြီနောက်တစ်ခုကသုံးမဲ့အချိန်ကိုကန့်သက်ထားနိုင်ရမယ်ငါနိုင်ဝက်ခဏလေး9နိုင်ခွဲရင်တော့ငါပြေချိုးတော့မယ်တစ်ခုပေါ့လောက်တော့မယ်အဲ့လိုဆုံးဖြတ်တာတတ်မှတ်တာအဲ့တတ်မှတ်ထားတာခုလေးစားတဲ့အနေနဲ့ respect ထားတဲ့အနေနဲ့တကယ်9နိုင်ခွဲတာဆိုတကယ်မသုံးနဲ့တော့လုပ်ငန်းခွင်မှာကိုယ့်ထက်အငယ်ကမိသားစုမှာလည်းအငယ်ကကိုယ့်စကားနားမထောင်ရင်စိတ်ဆိုးတယ်လေငါ့ကိုမလေးစားတာလားဆိုပြီးတော့တွေးနေတယ်ထိုနည်း၎င်းပဲကိုကဒီအချိန်မှာဖုန်းမသုံးဘူးလို့တတ်မှတ်ထားတာကို follow မလုပ်မလိုက်နိုင်ဘူးဆိုရင်ဒီငါကတော့မလေးစားပါလားလို့ဘာလို့မတွေးလဲတွေးကြည့်လိုက်နော်ကိုယ့်ရဲ့စိတ်ချမ်းမာခြင်းကိုယ့်ရဲ့ရုပ်ချမ်းမာခြင်းကိုယ့်ရဲ့အချိန်တွေကိုခိုးသွားတာစိတ်တို့ရဲ့အချိန်တွေဆိုတာစိတ်တို့ရဲ့အသက်တွေပဲနော်ကိုယ့်ရဲ့အသက်တွေကလူကြောင့်နိုင်ပေါင်းဘယ်လောက်လဲနိုင်1000အသက်ရှင်ရမှာလားကိုယ့်ဘာကိုတွက်ကြည့်လိုက်အဲ့ထဲကအချိန်တွေမှာကိုယ့်ဘေးနာမမေနဲ့မမေကိုချစ်ခင်နှိမ့်နေပြုစုရမယ့်အချိန်တွေကိုဒီ phone social app ကိုကြည့်ရတဲ့အချိန်ကုန်သွားမယ်ကိုချစ်သူနဲ့ in person တွေ့ပြီးတော့လူချင်းတွေ့ပြီးတော့ပျော်ရွှင်စရာအမှတ်တရတွေကုံဆုံးရမယ်စားချစ်သူကအရှိမထိုင်နေကိုလည်းဒီမှာထိုင်နေသူလည်းမုတ်စားကိုလည်းမုတ်စားရင်းနဲ့ဒီ social ဟာကိုပဲကြည့်နေမယ်ဆိုရင်ဒါတွေကကိုယ့်ရဲ့အသက်တွေကိုဖြုံးပြလိုက်တာနဲ့အတူတူပဲအဲ့ဒါကြောင့်မလို့ကို limit သတ်မှတ်ထားတာကိုတလေးစားနဲ့လိုက်နာပါရွယ်ချက်မရှိပဲမသုံးနဲ့နောက်တစ်ခုကကြတော့ကိုပြန်ဆန်းစစ်ကြည့်ပေါ့နော်စိတ်တော့ self reflection တိုင်းရှိလားပေါ့ငါကိုပြန်သုံးတတ်ရမှာပေါ့ငါဒီဟာသုံးလို့ငါပိုစိတ်ညစ်သွားလားပိုပျော်သွားလားဒါသုံးလိုက်တဲ့အချိန်မှာငါတို့အကျိုးကျေးဇူးတွေဘာတွေရှိလဲအဲ့လိုပြန်ပြီးတော့သုံးတတ်အဲ့လိုသုံးတတ်မှာပဲမြင်တာ social media addiction ဖြစ်တဲ့သူကကိုပြန်မသုံးတတ်နိုင်တော့ဘူးအဲ့တော့တတိလေးထားပြီးပြန်သုံးတတ်တတ်ဖို့အရေးကြီးရလိုအပ်တယ်ဆိုရင်စိတ်လို့ YouTube တွေဘာတွေမှာဆိုရှိရတယ်ဘယ်နှနာရီကိုပဲသုံးတယ်ဆိုတာကို setting ထဲမှာချိန်ထားလိုက်ရင်ဒီအချိန်ကျော်သွားရင်သူက alarm ပေးရနေဒီနေ့ screen time ကဘယ်လောက်ရှိနေပါပြီဆိုအဲ့လို alarm ပေးတဲ့ခါမျိုးကြရင်ကိုကရက်တက်ဖို့အရေးကြီးပါတယ်ကို control ရအောင်လုပ်ပါနောက်တစ်ခုကကြတော့ကိုရဲ့စိတ်ပျော်ရွှင်မှုပေါ့နော်။ဘာလို့လဲဆိုတော့ social media addiction ဆွဲလန်းနေတဲ့သူတွေကသူတို့ရဲ့စိတ်ထွက်ပေါက်အနေနဲ့ social media ကိုသုံးကြတာအတူတူပဲစိတ်ညစ်ရင်အရက်တောက်တယ်စိတ်ညစ်ရင်မွေးရစေးသုံးတယ်စိတ်ညစ်ရင် social media သုံးတယ်အလားတူပဲအဲ့တော့ကိုယ့်ရဲ့ pressure တွေဖြစ်စိတ်ဖိအားမှုစိတ်ဖိစီးမှုတွေရဲ့ထွက်ပေါက်တွေ social media မဖြစ်စေနဲ့ social media တော့မဖြစ်ပါဘူးကျွန်တော်ကတော့စိတ်သွားသုံးနေပါတယ်ဆိုလည်းမဟုတ်ပြန်ဘူးပေါ့နော်။မှန်ကန်တဲ့နည်းနဲ့စိတ်ထွက်ပေါက်ပေးဖို့မှန်ကန်တဲ့နည်းနဲ့အပန်းဖြေတတ်ဖို့လိုတယ်အဲ့ဒီစားတကယ်ချင်းနေနဲ့ဘောလုံးကန်တာလားကြက်တောင်ရိုက်လိုက်တာလားဒါမှမဟုတ်ဆိုင်တစ်ဆိုင်မှာ hand out လုပ်လိုက်တကယ်ချင်းနေဝိုင်းဖွဲ့ပြီးတော့စားကြတောက်ကြပြောကြရှင်ကြစကားပြောကြတာလားအဲ့လိုနည်းနဲ့မှန်ကန်တဲ့နည်းနဲ့စိတ်ဖြေတတ်ဖို့လိုတယ် meditation လုပ်တာလားဒါမှမဟုတ် shopping ထွက်တာလားအဲ့တော့ virtual world ထဲမှာထက်စိတ်ကူးရင်ကဘာထက်လက်တွေ့လောကမှာပို့ပြီးအချိန်ဖြုံးပါကိုယ့်အနီးနားမှာရှိတဲ့ချစ်သူခင်သူတွေကိုပို့ပြီးအချိန်ပေးပါဒီ dopamine ထွက်စေတဲ့အရာမှန်သမျှဆွဲလန်းခြင်းကိုဖြစ်စေတာလေအဲ့တော့စိတ်တော့အစားထိုးလို့ရတယ်ဘယ်တော့မှမမေ့နဲ့အချစ်ပဲဖြစ်ဖြစ်မွေးစေပဲဖြစ်ဖြစ်
social media ပဲဖြစ်ဖြစ်အစားထိုးလို့ရတယ်ဘာလို့ဆိုတော့ feel good hormone dopamine ထွက်လို့ဆွဲလန်းတာကိုမူရစေဖြတ်ရင်တော့စိတ်တော့အစားထိုး replacement ဆေးပေးရလေ methadone baby ဆေးဖြတ်ရတာနဲ့ဘာနဲ့ရှိတယ်လေထိုနည်း၎င်းမဲ့ social media ကိုဆွဲလန်းနေပြီဆိုရင်သူ့ကိုအစားထိုး activity တစ်ခုနဲ့လို့စာအုပ်ဖတ်တာလားရုပ်ရှင်ကြည့်တာလားဒါမှမဟုတ်ဘူးဆိုလဲအားကစား gym လုပ်တာလား workout အရန်လန်းခြင်းနဲ့ဘလို့ဖြစ်ခြင်းနဲ့စသဖြင့်ပေါ့ဒါစိတ်မြင်တာကိုပြောပြတာကိုဝါသနာပါတဲ့ဖဲအရာကိုမဆိုနဲ့ပြန်အစားထိုးဝါသနာပါတာဖြစ်ဖို့တော့လို့မကြိုက်တဲ့အရာကြီးလုပ်ပြီးတော့အစားထိုးလို့မရဘာလို့ဆိုကြိုက်တာလုံးမှာ dopamine ထွက်မှာ dopamine ထွက်မှာလဲစိတ်တွေကဒီ social media စတခြား dopamine ထွက်စေတဲ့အရာတွေကိုလုပ်မိမှာလေအဲ့ဒါအရေးကြီးတယ်နောက်တစ်ခုကလေ social media ကြောင့်ကိုဝါသနာပါတဲ့ကိုနှစ်သက်မြတ်နိုးတဲ့အလုပ်တွေလုပ်ဖို့မေ့ပစ်တာမျိုးလဲလှယ်ပစ်တာမျိုးဘယ်တော့မှမဖြစ်စေနဲ့အဲ့ဒါဆိုရင်တင်းရဲ့ဘဝတင်းရဲ့အနာဂတ်ကအမှောင်မိုက်ကျသွားလိမ့်မယ်ဒါဆိုရင်ကိုနဲ့နေ့စဉ်တွေ့နေရတဲ့ social app တွေအကုန်လုံးကကိုဘဝတိုးတက်ဖို့ကိုဘဝပျော်ရွှင်ဖို့တခြားသူတွေနဲ့တစ်ကမ္ဘာလုံးနဲ့ connect လုပ်ဖို့အတွက် good servant တကယ်ကိုကိုယ့်ရဲ့ဝန်ထမ်းကောင်တေးချုံကောင်ဖြစ်ဖို့အတွက်မှန်မှန်ကန်ကန်အသုံးချတတ်မှသာလေsocial media တွေကစိတ်တို့ကိုပြန်အသုံးမပြုတ်သွားနိုင်ပဲနဲ့စိတ်တို့ရဲ့စိတ်ကျမ်းမာခြင်းရုပ်ကျမ်းမာခြင်းနဲ့စိတ်တို့ရဲ့တက်တန်းတွေကိုခိုးမြူသွားတော့မှာဖြစ်ပါတယ်။ဒါကြောင့်မလို့social media ကိုမှန်မှန်ကန်အသုံးချတတ်ဖို့စိတ်ကသတိပေးခြင်းနဲ့နောက်လာမယ့်ဗီဒီယိုတွေမှာလည်းသင်မဝတဲ့အရေးကြီးတဲ့ကျမ်းမာရေးဆရာအကြောင်းတွေကိုဆက်လက်ပြီးပြပြပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်မဒေါက်တာစိတ်ပါ